တရားတရားရဲ့တန်ဖိုးကိုလူတွေတဲ့နတ်တွေကပိုသိအပြင်လို့လူတွေတဲ့နတ်တွေကပိုသိတော့ဆိုတော့လူပြည်လူလောကမှာတော့စီးပွားဥစ္စာကြိုးစားပြီးတော့ရှာကြကိုယ့်ရဲ့လုံလဝီရိယကြောင့်စီးပွားဥစ္စာတွေတိုးတက်ကြတယ်ဆိုတော့ကံကံရဲ့အကျိုးတတ္ထာရဲ့စွမ်းအားကိုသိပြီးတော့မသိကြဘူးဟောနတ်တွေကြတော့ကံကံရဲ့အကျိုးပိုးပြီးတော့သိဘာဖြစ်လို့သူတို့ကလောက်ကင်စားရတဲ့ဘဝမဟုတ်ဘူးကံပေးသမျှနဲ့ကျင့်တတ်ကြတဲ့ဘဝဆိုအရာရာဟာကံပေါ်မှာမူတည်နေတယ်ကံမရှိလို့ရှိရင်ဘာမှမရဘူးသူတို့စီဘလောက်လှုပ်ချင်လို့မှမရဘူးเนาะလူပြေမှာတော့ရောင်းဝယ်လုပ်လို့ရတာမဟုတ်ဘူးရွှေဆိုင်တို့ကတော့ဖွင့်လို့ရတာမဟုတ်ဘူးနတ်ပြေမှာအဲ့တော့သူကံပေးတာလေးတယ်ပဲသူကနတ်ပြေမှာဒီလိုအေးနတ်ပြေကနတ်တွေကဘယ်လိုကြောင့်သိတယ်လို့ပြောရတော့ဆိုနတ်တွေဟာလူနဲ့မတူဖြစ်ပေါ်လာတဲ့ဘဝတစ်ခုသူတို့ရဲ့နတ်တတန်းတစ်လျှောက်လုံးမှာဝတ်ထားတဲ့အဝတ်လည်းဘယ်တော့မှဖော်ရတယ်မရှိပန်ထားတဲ့ပန်းလေးတွေကလည်းဘယ်တော့မှနွမ်းသွားတယ်မရှိနတ်တွေအိုးပူလို့အဲ့လိုချွေးထွက်တာဆိုတာလည်းမရှိနတ်ခန္ဓာအမြဲတမ်းတန့်စင်တန့်ပြန့်နေတာပဲဒါနတ်ပြည်မှာပေါင်တာတို့ကလည်းလိုပဲမထင်ဘူးရေငွေတို့ကလည်းလိုပဲမထင်ဘူးเนาะတဘာဝခုကတန့်ပြန့်နေတာသို့တော့နတ်တယောက်ဟာကံကုံတော့မယ်ဆိုရင်ဘာဖြစ်လဲဝတ်ထားတဲ့အဝတ်တွေနွမ်းလာတယ်ပန်ထားတဲ့ပန်းလေးကလည်းညှိုးလာခန္ဓာကိုယ်ကလည်းခါတိုင်းလို့စိုးစိုးပြွေ့ပြွေ့မဖြစ်ဘူးနည်းနည်းမွဲချောက်ချောက်ကလေးဖြစ်လာခြိုင်းကြားကလည်းချွေးလေးတွေပါလေးတွေစုပ်လာတယ်ဒါကသူတို့ကဆိုင်းပြလာလို့ခေါ်တယ်ဆိုင်းပြလာလို့ရှိရင်တော့အဲ့တော့ medical check ကသွားလုပ်မနေနဲ့တော့မရတော့ဘူးเนาะအဲ့ဒီနတ်ဟာဘာလို့ရတော့ဆိုမိတ်ဆွေတကယ်ချင်းတွေကအဲ့ဒီလိုအခြေအနေတွေပေါ်လာတဲ့နတ်ကိုနန္ဒုံဥယျာဉ်ကြီးတဲ့ဆွဲခေါ်သွားပြီးတော့စကားသုံးခုနဲ့မှာကြတယ်အေးမင်းဘာမှမစိုးရိမ်နဲ့ဒီဘဝကတည်သွားလို့ရှိရင်အကောင်းဆုံးပုံကိုရောက်အောင်သွားအကောင်းဆုံးပုံကိုရောက်အောင်သွားတဲ့အကောင်းဆုံးပုံရောက်တဲ့အခါကျတော့အကောင်းဆုံးလက်လက်ပါကိုရောက်အောင်ယူအဲ့ဒီရထားတဲ့လက်လက်ပါကိုခိုင်မာအောင်ကြိုးစားဒီစကားသုံးခုကိုသူတို့ပြောလိုက်တယ်အဲ့ဒီစကားသုံးခုရဲ့အဓိပ္ပာယ်ကဘာတော့လို့ဆိုအကောင်းဆုံးဘုံကိုရောက်အောင်သွားဆိုတာလူပြေကိုသွားလို့ပြောတာအကောင်းဆုံးလက်လက်ပါကိုရောက်အောင်ယူဆိုတာတတ္ထာတရားကိုပြောတာအဲ့ဒီရထားတဲ့တရားတရားကိုခိုင်မာအောင်လုပ်တာကိုအဲ့ဒါရထားတာကိုခိုင်မာအောင်လုပ်ပါလို့ဒီလိုပြောတာဟောဒီနတ်တွေကနတ်သားတယောက်နတ်သမီးတယောက်စုတည်တော့မယ်ဆိုရင်ဥယျာဉ်နဲ့ခေါ်ပြီးတော့အဲ့ဒီသုံးခွန်းသောစကားကိုမှားကြားလိုက်တယ်လို့ဆိုအဲ့တော့တရားစွမ်းအားရဲ့တန်ဖိုးကိုသူတို့ကသိလူပြေရဲ့တန်ဖိုးကိုသိခုခေတ်တော့လူတွေကတော့ဘာလုပ်ကြတော့ဆိုတော့နိုင်ငံခြားထွက်ပြီးတော့အလုပ်လုပ်ကြတာပေါ့ဗျာအဲ့နိုင်ငံခြားကိုဒုက္ခတိလို့ထင်နေကြတာနော်နိုင်ငံခြားကရတာလေးတွေယူလာဒီလိုနဲ့ခုခေတ်ကတော့တစ်မျိုးအဲ့တော့နတ်တွေကတော့မဟုတ်ဘူးလူပြေကိုသိတံမိုးထားတယ်ဘာဖြစ်လို့လဲလူပြေမှာဘုရားရှိတယ်တရားရှိတယ်ကုသိုလ်ကောင်းမှုတွေလုပ်တယ်ဘုရားတရားတန်ခါယရဏသုံးပါးရှိတဲ့အတွက်ကြောင့်လူပြေမှာကုသိုလ်ဥစ္စာတွေမြောက်များစွာရဖို့ရလူပြေမှာရှိတာတဲ့နတ်ပြေမှာအခွင့်အလမ်းသိမ့်မသာဘူးဒီလားဆောက်တည်ဖို့လည်းသိမ့်မလွယ်ဘူးဆွန်ကတ်ခြင်းဆွန်ကြွေးခြင်းကြောင်းဆောက်ခြင်းလို့လည်းမရဘူးနတ်ပြေမှာဟုတ်ကလားလူပြေမှာကကုသိုလ်ကောင်းမှုတွေကအကုန်လုံးနိုင်တယ်ဒါကြောင့်မို့လူပြေကိုသူတို့ကဒုက္ခတိဘုံလို့သတ်မှတ်တယ်လူပြေမှာကုသိုလ်ကောင်းမှုများများလှုပ်လာတဲ့ပုဂ္ဂိုလ်တယောက်ဒီနတ်ပြေရောက်တဲ့အခါကျတော့ဒီပြေနတ်သားတွေနတ်သမီးတွေနဲ့ပို့ပြီးတော့ထူးခြားပြီးစိစိမ်ဥစ္စာကတောက်ပြောင်မှုရှိတယ်ဒါကြောင့်မို့လို့လူပြေကိုသွားခြင်းသွားရင်ဘယ်မှမသွားနဲ့လူပြေသွားလူပြေမှာတရားတရားရှိပြီဆိုလို့ရှိရင်ဒုတရားစွမ်းအားကိုအသုံးပြုပြီးတော့ကုသိုလ်တွေများများလုပ်ပြီးတဲ့အခါကျတော့ဒုနတ်ပြေကိုပြန်လာခဲ့လို့ဒီလိုပြောတာနော်